ทำไมเนี่ยดิยาแม่มาทำไมเนี่ยอยู่มั้งล่ะทำไมเนี่ยแล้วทำไมเนี่ยบลูยาวหน่อง่ายอ่ะบุล่ะโอ้ล่ะง่ายอ่ะบุเล็กเลยง่ายอ่ะบุเลยอันนี้มาง่ายอ่ะบุเลยเดี๋ยวเราก็เล่นง่ายอ่ะบุเลยมาเลยทำไมเนี่ยง่ายอ่ะบุเราไปยามาบ่เราเนี้ยรู้จริงเลยลูกดีเด็กบ้านเรารู้จริงลูกล่ะมาเลยตัวที่ไหนเลยจีบเอาให้ง่ายอ่ะบุจ้าไม่จ้าบุตัวบิยูรออุยอไม่อยู่เลยนี่ဒီမှာထမင်းနဲ့900ဒီလောက်ပဲရမှာပေါ့ဒါပလန်လုံးမလဲမယူမယူသွားလိုက်တော့လေရွှေရောက်တာကြာနေလူတွေမြန်အန်အောပါထမင်းနဲ့900ဘူးဘယ်လောက်ရထမင်းနဲ့900ဘူးဝယ်ပြီးတော့ကိုကလိုချင်ဒါလိုချင်နဲ့ဟဲ့ညီမလေးစားနေရတော့သမောကြီးထောင်းနေစားနေရလားနင်သမောကြီးပဲရတာဟာအေးလာရတော့အမောင်လုံးစားပါအောင်ဒီရက်ကနေဝယ်ပြီးထောင်းစားတာခင်ဗျဘာဖြစ်လို့လဲသေးတဲ့ဝယ်စားတိတ်ကြတယ်နော်ငါသမောကြီးငါရီထားတာနော်မနေ့တုန်းကတလုံးပြောက်သွားတာဘယ်ကလေးကဝတွေကခိုးပြီးတော့မှသမောကြီးတွေတုတ်စားကြတယ်မသိဘူးဟမ်တိုက်ဆိုင်တဲ့အဲ့ဒီ channel ရသမောကြီးကပျောက်သွားတာဟောဗျာဘယ်လိုကလေးကဝတွေခိုးတယ်မသိပါဘူးဗျာဟာအဲ့ဒီကျွန်တော်မကြည့်နဲ့တော့ကျွန်တော်အဲ့လိုမကြည့်နဲ့ကျွန်တော်ဒါဈေးတွေကဝယ်တာအစားကြီးအဲ့ဒီသမောကြီးမဟုတ်ဘူးအေးပေးငါစားကြည့်မယ်ငါသမောကြီးအရတာဘူးနဲ့မှမတူငါစားကြည့်မယ်ဟုတ်လို့ရတော့မလွယ်ဘူးတာမှတ်ဟေ့ဒီသမောထောင်းပြကောင်းတာပဲငါ့ရင်တပကံပို့စမ်းဟဲ့ပကံလာပို့လိုက်နော်မေ့မနေနဲ့အမေအဖွားကြီးရတပကံတော်လာတောင်းသွားပြီနော်အေးလီပေးရမှာပေါ့ငါမနေ့ကသူ့ရဲ့ရသမောကြီးကိုတားလေးယူလာပြီးတုတ်စားသူပဲသိပါပေးရမှာပေါ့ပေးရမှာပေါ့ဟဲယောက်ျားဒါလေးလာတယ်တော့နေပေါ့နင့်ဟာဘယ်လောက်တဲ့တော့မသိဘူးလေယောက်ျားရဲ့အဲ့ကောင်မလေးအဲ့ဒါဘယ်လောက်တဲ့လဲဒီတောက်ဖက်နဲ့လေးက9000ပါရှင်ဈေးကြီးလိုက်တာမင်း6ဒီနားကုန်မှာဆိုးလို့ပါကွာဒီလောက်မြင်ရင်ဘယ်လိုစီးမှာတော့ဟုတ်ပါတယ်လေကျမတောင်တန်ရင်စီးမှာဆိုတော့မြင့်ပါတယ်လေဒါကြီးကဩမရဲ့တောင်တန်ရင်ဆိုရင်တော့အပားလေးကအကောင်းဆုံးပဲအပားလေးယူလေဟမ်အပားလေးယူလို့လားမိမဟုတ်တယ်ယောက်ျားရဲ့အပားလေးပဲယူလိုက်မယ်လေဒါကြီးကမြင့်နေယောက်ျားမှလည်းဆိုးရတယ်ဒီမှာတော်တော်မြင့်နေမဟုတ်သေးဘူးမိမရဲ့ယောက်ျားခုမှအတွေးစဉ်းစားမိတာမိမသားကြီးနဲ့ဒီဖက်နဲ့ရောင်လေးနဲ့အရက်ဟတ်နေတာမိမနဲ့ဆိုအရက်လိုက်မှာဒါလေးပဲယူလိုက်ပါလားဒါလေးပဲယူလိုက်ဒီမှာဒါလေးရင်းလာတယ်ယောက်ျားဟုတ်တယ်မိမရဲ့ကြည့်မနေနဲ့လာမိမစီးကြည့်လိုက်ပတ်စံတော့စိတ်မပူနဲ့ယောက်ျားအမြင့်ပါတယ်အမြင့် Amazing ဟာကျမတောင်တက်မှာနော်ယောက်ျားအေးလေမိမတောင်တက်အင်းနဲ့ဒီမှာအမြင်လေးနဲ့ဘလောက်တောင်လွှင့်နေဘလောက်တောင်လှနေမလို့သူများတွေကြားထဲမှာဒါလေးပဲယူလိုက်ညီမလေးတခြားနေမကြနဲ့လေးပဲထည့်လိုက်တော်တာကြီးငါလည်းတန်မယာကြီးလေးတိုက်ပါအောင်ဟာနေပူနဲ့မောလို့ပါဟာတောက်ရှင်မင်းကိုယ့်ဘာကိုဖြောတော့ပါလားကွာအာယုံတော့ဖြောပြီးသားရှိနေတာပဲကွာတမုတ်လောက်ပါကွာတော်မင်းတမုတ်ဆိုရင်ကြောက်နေပြီတစ်ခွက်ပဲမင်းတော်ဟာလာလိုက်တာကွာဖေးမာတော့ဟာဘာမှမပေါ့အဖွားကြီးပါကွာမင်းဘာထည့်လိုက်တာအောင်ငါထဲကိုအော်အေးဘာထည့်ရမှာတော့ငါဘာမှမထည့်ဘူးမင်းနဲ့ငါနဲ့လူကြည့်နေတာလေမင်းလက်ခုပ်ထဲကနေပြီးထည့်ပြီးမွေးလိုက်တာငါမြင်နေတော့ရောက်မင်းမယုံဘူးမင်းတောက်ပြရောက်မထည့်ပါဘူးဆိုမှကွာတာကြီးရလဲဟဲ့အောင်မထိမလုံးနဲ့အကုန်တော့ဟဲ့အောင်မင်းဘာထွေးမလို့ခုမျိုးချရအောင်မျိုးချပြီးပြီနော်မှတ်စမ်းမင်းငါ့ကိုထည့်ချင်တဲ့ကောင်ခုမင်းခံရပြီမလားငါတော့ပါလိမ့်မယ်မင်းအဲ့လိုငါမမြင်ဘူးမှန်တယ်ဒါမြအေးချူကောင်းလိုက်တော့ကွာငါအကျန်ပိုင်းနေဟာမတူတာကားတာနေရလားလမ်းချုံလိုက်ရင်လိုက်ခဲ့လေအေးမောင်လိုက်ခဲ့မယ်လေโอเคမတူတာအဲ့ဒါဆိုတက်တော်မောင်နင်ကားကြီးကမိုက်လိုက်တာအေးနင်ကောင်းစားနေတာနော်ကျွန်တော်ဟာမဟုတ်ပါဘူးကမရဲ့ကျွန်တော်ဆရာဟာပါကျွန်တော်ဆရာသွားကြုံမလို့ဒါနဲ့အမရောအိမ်တော်မကြသေးဘူးလားအေးငါလည်းအေးရွှေရင်းငွေရင်းပိုင်မဲ့ဘောစီရှားနေတာနဲ့မပြုတ်ပြစ်သေးပါဘူးအေးချွေးဟုတ်ပါပြီမဒါနဲ့ခဏလေးစောင်းတော့ကျွန်တော်ဒီနေ့တစ်ခုသွားဝယ်လာအောင်မယ်ဟဲ့လေးလုံးနင်မလားဟာသူ့သားပါလားလေးလုံးနေရတော့ရင်လိုပဲနော်ဘာမှလည်းမပြောင်းလဲဘူးဘယ်သွားမအောင်ဒါနဲ့ငါကားနဲ့လိုက်ရင်လိုက်ခဲ့လေဟမ်
နင်ကကျုံတော့လိုက်စီလေနင်အချိန်လေးနဲ့ဆိုဒီလိုကားမျိုးမြင်တော့မြင်ဘူးမှာမဟုတ်ဘူးဒါငါယောက်ျားတင်းမောပြန်တော့မှအစ်ဆက်ဆက်ကြီးဝဲထားတာဟာဆရာနဲ့မတူတာအသိတွေလားဟမ်ဒါနင်းဆရာဟုတ်တယ်လေအေးမမောဒါနဲ့ဒါမတူတာမျိုးသားရဲ့ကားဆိုဗျာငါရေးကြည့်လို့ငါသွားပြီဟောဗျာမတူတာကျွန်တော်လိုက်ဖို့ပါမယ်ဩဆရာသဘောကောင်းပါတယ်ဗျဟာမတူတာအရင်တိုင်းပါပဲလားဘာဘူးချင်းကလုတ်ဟာဟဲ့နေအောင်ရှေ့မှာလမ်းပိန်နေပြီဟာ ဒီကောင်နေဘယ်လိုကြောင့်မလဲငါကြည့်ရအောင်အညာလေငါဝါကြပဲဟာလူကတော်ညံနေတာပဲ အကောင်ဖွက်ကိုင်းနေစင်းသွားပြီကွာ ငါပညာရှိဖြတ်ပြမယ်ဒီလိုမှမစိုးမှာပေါ့ကွာကေကညရှိမလားမတဲ့ तू ကပိုဆိုးနေ ဟာတယောက်မှလည်းအုံတော့မရှိဘူးကွာငါမှညံရှိတာငါဖြည့်ပြမယ်ကြည့်နေ ဒီကောင်ကအဟုတ်ကြီးဟာဒီကောင်ဘယ်လိုဖြစ်မှာလဲကွာ ကြည့်နေအသုံးမကျတဲ့ဟာအဲ့လိုဖြားတယ် ဒီကောင်တော့ကဲလို့မရတော့ဘူး တဲ့ဒါကူတို့အိမ်မဲဟမ်ဒီတဲကြီးလားဟုတ်တယ်လေတဲ့အမေကျွန်တော်ကောင်မလေးခေါ်လာခဲ့ပြီဟဲလာသမီးလေးငါတော့သူနဲ့ရှေ့ဆက်ဖို့အတွက်စဉ်းစားတော့မယ်ထင်တယ်တဲ့လာလေးဒီမှာထိုင်လားဟမ်ဒီဘိုးကြီးထိုင်ရမှာလားဟိုးဟုတ်သားပဲတဲ့ကိုခင်းပြီမယ်ထိုင်လို့ရပြီတဲ့လေးထိုင်ဟုတ်တယ်ကျန်းနေစုကုန်မှာပေါ့တဲ့လေးထိုင်တော့ဒါနဲ့လေရေးစားတယ်ဟောအေးသမီးမေခတ်ခဲ့မယ်ရော့သမီးလေးရှင်လက်ထက်မှာလည်းကြီးမြို့ကြည့်လားတော်ရတယ်တဲလာမှာဆိုလို့အမေကလေဟင်းနေစပက်ရှယ်ကိုချက်ထားတာအမေလည်းရကောင်းတယ်တဲ့စားရအောင်လားအဲ့လက်ကြီးနဲ့ချက်ထားတာငါဘလို့စိတ်နဲ့စားနိုင်မှာတော့ပြန်တော့မယ်ဟာတဲ့ရလေခုမှရောက်တာဘလောက်မှမရှိသေးဘူးစားပြီးမှပြန်လေဟောရမေးရေမစားတော့တဲ့ဒါပြန်လိုက်ပို့လိုက်ဦးမယ်နေကိုလိုက်ပို့မယ်ရှင်နဲ့ကျမနဲ့ကအချင်းနေချင်းမတူဘူးဆိုတော့ကျမတို့လမ်းခွဲရအောင်ဟာတဲ့ရုပ်ရည်ကြီးကွာဘာဖြစ်လို့တော့ပြီးတော့ရှင်ကျမကိုလိုက်ပို့စရာလည်းမလိုတော့ဘူးကျမဒေးဗစ်စီကိုဖုန်းဆက်ထားတယ်ဒေးဗစ်ခဏနေလားခေါ်လိုက်မယ်ဟာတဲ့ရဟာဟိုမှာစိတ်နဲ့စိုးလေးလာလိုက်တာကွာအမကိုကြောက်တယ်ဟေ့အောင်မင်းပါလို့ဟာလာလိုက်တာကွာဟာအဲ့စိုးလေးလိုက်ရရင်တော့အပီပဲဟေးဟာငါလည်းကြိုက်တယ်ကွာအဲ့လိုအနေထားလေးရွှေဖားလေးကွာဟာရှေ့လည်းကြည့်ကြပါဦးညာဟာတိုင်းရှက်ဟာမဖြစ်တော့ကြည့်ဟာတိုင်းမင်းတော့သွားပြီတိုင်းရစိတ်ညစ်ပါတော့ကွာဘာလို့ဖြစ်ကုန်လဲတော့မသိတော့ရလားဗရာသာရပါတယ်ဗျာရလားငါညီအကူလည်းငန်းငုံလို့ပါကွာအစိုးရပါနော်ရပါတယ်ဗျာဖြစ်တတ်ပါတယ်ကိုချင်းစားပါတယ်အောင်ရှင်တို့ထက်စိမ့်လေးနဲ့ကားပေါ်ကနေဇွတ်អော်ပြောတာဘာလို့လဲဗျာကျွန်တော်မသိဘူးနော်ဒီအကောင့်ထင်းနေဟုတ်တယ်သူနေမှာအော်သူလေးလားရှင်းကျမတို့သဘောကျလို့လားကျမလည်းရှင်းတို့သဘောကျရလားခင်ဗျာမဟုတ်ကျွန်တော်ပြောတာဆိုတော့ကျွန်တော်ပြောတာနော်ကျွန်တော်လည်းပြောတယ်နော်ငါရင်ပြောတာငါရင်တွေ့တာဟဲ့ငါလည်းပြောတာပဲကွာဖန်တီးတယ်ရှင်တို့တမင်ဖော်လိုက်တာရုပ်ဒီကိုကအေးsorry ပါငါကိုလည်းငါမာရဘွေမယူပါနဲ့နော်